Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mobius ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ first video လေးကိုခဏလောက်အနောက်ကိုဆုတ်ထားပြီးတော့ကျွန်တော်ဒီ video လေးကိုတင်သွားမှာဖြစ်ပါတယ်ဒီ video မှာကျွန်တော်ဘာတွေပြောသွားမှာလဲဆိုရင်တော့ comic anime နဲ့ manga တွေသူတို့ရဲ့တကယ်မူလအစနဲ့ power scaling ကဘယ်လိုပေါ်ပေါက်လာလဲဆိုတဲ့ဟာကိုကျွန်တော်ကပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဟာငယ်လေးကလေးကဒါမှမဟုတ်ရင်ကျွန်တော်တို့အခုချိန်ဒီကိုလူမျိုးကြီးမေးဘူးကြမှာပါစိတ်ထဲမှာလည်းမေးနေတော့ပါပဲ Goku နဲ့ Superman တကယ်ချရင်ဘယ်သူနိုင်မလဲလို့Naruto နဲ့ Luffy ဆိုရင်ဘယ်သူကပူချင်လဲလို့ Naruto က Kurama မရှိတော့ရင်သူ့ရဲ့အစွမ်းနေအောင်ဘယ်လောက်ထိကျန်တော့မလဲလို့ One Piece မှာရှိရဲ့ Logi ရဲ့ Devil Fruit User Haki မရှိတော့ရင်အနိုင်မယူနိုင်တော့ဘူးလားဆိုပြီးကျွန်တော်မေးဘူးကြမှာပါအရင်ကဆိုရင်လူမျိုးမေးခွန်းနေရကျွန်တော်တို့ fan တဲ့နေကြပိတ်သက်တွေကြားမှာတာမန်ရင်းကုန်မှုလေးလောက်ပဲဒါပေမဲ့အခုချိန်မှာတော့ဒီຢာတွေကပြောရရင်ကျွန်တော် fictional war တွေ fictional verse တွေရဲ့ power system war building နဲ့ဖွဲ့စည်းပုံတွေသူတို့ရဲ့ rules တွေစီးမြင့်တွေတခြားသော character တွေရဲ့စွမ်းရည် ability နဲ့ feat တွေကိုအသေးစိတ်ခွဲခြားစိတ်ဖြာပြီးတော့နှိုင်းရှင်တဲ့အခါကျွန်တော်တို့ power scaling လုပ်တဲ့အခါမှာသုံးကြတဲ့ဟာကြီးဖြစ်လာခဲ့ပြီးတော့ဒီຢာတွေကိုကျွန်တော်တို့က power scaling လို့ကျွန်တော်တို့ခေါ်ကြတယ်ဒီနေ့မှာတော့ power scaling ပေါ်ပေါက်ခင်ခဲ့တဲ့ဒီနေ့ခေ power scaler တွေအထိကိုဘယ်လောက်ထိကိုဘယ်လိုရောက်လာခဲ့လဲဆိုတော့ကျွန်တော်ကပြပြပေးတော့မှာဖြစ်ဒါပေမဲ့ဒီကြောင်းတွေမပြောခင်မှာအရင်ဆုံး comic စာအုပ်ရုပ်ပြတွေ manga နဲ့ anime တွေရဲ့ original မူလအစတွေကိုသိထားဖို့လိုရတယ်ဆိုတော့အချိန်မဆွဲဘဲနဲ့အဓိကအကြောင်းကိုစလိုက်ကြအောင်ကျွန်တော်တို့ comic တွေရဲ့တကယ်အယူဆ concept ကတကယ်တော့တော်တော်ကြီးရှိကြရပြောရမယ် sequential art လို့ခေါ်တဲ့ပုံရိပ်တွေကိုအစင်လိုက်အသုံးပြုပြီးတော့အကြောင်းအရာတစ်ခုပြပြတဲ့နီလန်းပုံစံပေါ့ပြောရရင်ဒါကရှေးခေတ် engineer မကြီးမှာကလေးတွေ့ရဒါပေမဲ့လို့ကျွန်တော်တို့ဒီနေ့ခေတ်မှာတော့ comic တွေနဲ့ပို့ပြီးတော့နီးစပ်တဲ့ပုံစံကတော့19ရာစုအစောပိုင်းမှာစတင်ပေါ်ပေါက်လာခဲ့တာအဲ့ဒီခေတ်မှာတော့အဲ့ဒီအခါမှာအရေးပါတဲ့သူကဆွစ်ဇာလန်ပညာရေးပညာရှင်ဖြစ်တဲ့ Topher ပဲဖြစ်ပါတယ်သူက The Adventure of Oberg လို့ခေါ်တဲ့ကျွန်တော်တို့ရုပ်ပုံဇာတ်လမ်းတွေကိုဖန်တီးခဲ့ပြီးတော့ပုံတစ်ပုံချင်းစီကိုအစင်လိုက်ဇာတ်လမ်းတစ်ခုကိုပြောပြတဲ့ comic ရဲ့အခြေခံ concept သဘောတရားကိုပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်သူကလုပ်ပေးခဲ့တာပါနောက်ပိုင်းမှာတော့လူမျိုး comic ပုံစံတွေကနေပြီးတော့ American သတင်းစာတွေအထိကိုရောက်လာခဲ့တယ်19ရာစုနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ Richard ရဲ့ Hogarth Alley ထဲမှာရှိတဲ့ The Yellow Kid ကလည်း comic သမိုင်းမှာအရေးကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်လာခဲ့အထူးသဖြင့်ဇက်ကောင်ကြီးပြောတဲ့စကားကိုပုံထဲမှာဓာတ်ရိုက်ထည့်သွင်းဖော်ပြပါတယ်ဆိုတဲ့ speech ဘောလုံးတွေပုံစံတွေကပို့ပြီးတော့လူသိများလာတယ်ဒါကပြောရရင်ရုပ်ပုံနဲ့စာသားကိုတနေရာထဲမှာပေါင်းဆက်ပြီးတော့ကျွန်တော်တို့ kit တဲ့ comic ရဲ့ပုံစံစီကိုရောက်လာခဲ့တဲ့အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ comic လောကရဲ့တကယ်အကြီးမားဆုံးအပြောင်းလဲရတော့1938ခုနှစ်မှာစတင်ခဲ့တာပါကျွန်တော်တို့ Jerry နဲ့ Joe ဆိုဖန်တီးခဲ့တဲ့ Superman ဆိုတဲ့ character ပေါ်လာတာပါပဲကျွန်တော်ရဲ့ favorite character ပေါ့ Superman ကပြောရရင် action comic issue 1ပထမဆုံးမှာပေါ်လာခဲ့ပြီးတော့ comic ရဲ့တကယ် golden age ကိုစတင်ပေးခဲ့တဲ့သူတယောက်ဆိုရင်လည်းမမှားပါဘူးသူကအခုတတိလေသူက Spider-Man နဲ့သူနဲ့ကအပြိုင်ဆိုင်ပဲဘယ် hero ကပိုကောင်းလဲဘယ် hero ကလူကြိုက်ပိုများလဲဆိုပြီးတော့ debate တွေလုပ်နေကြစေညှင်းခုန်နေကြစေအထိကိုကောင်းသေးတယ်Number 1 heroism ရှိပါတယ်ဆိုတဲ့ Superman character ဖြစ်ပါတယ် Superman နောက်ပိုင်းမှာ super hero comic တွေဖြော်ပြရေးတက်မဟုတ်ဘဲနဲ့စီးပွားရေးအရာရောပရိသတ်အရာပါအလွန်ကြီးမားပါတယ်ဆိုတဲ့ franchise ကြီးတစ်ခု fandom ကြီးတစ်ခုကိုသူကလုပ်ပေးလိုက်တဲ့သူဒါကတော့ comic ဘက်မှာအနောက်တိုင်းဘက်မှာကျွန်တော်တို့ဖြစ်နေတဲ့ဟာတွေကျွန်တော်အတူချုံအချင်းချုံပြီးတော့ပြောသားပြအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာတစ်ဖက်မှာလည်းအနောက်တိုင်း comic တွေနဲ့လူမျိုးဖွံ့ဖြိုးနေတဲ့အချိန်မှာဂျပန်မှာကတော့ manga နဲ့ anime တို့ရဲ့ခေတ်သစ်ပုံစံတွေကတဖြည်းဖြည်းပေါ်ပေါက်လာနေအဲ့ဒီမှာမဖြစ်မနေပြောရမယ့်ဟာကျွန်တော်တို့ Osamu Tezuka ပါသူ့ကို God of Manga လို့တော့ခေါ်ကြတယ် manga ရဲ့တကယ် original အမြင့် source တွေကကျွန်တော်တို့ရှေးဟောင်းဂျပန်စာလိပ်ပကြီးတွေနဲ့အရင်ခေတ်မှာရှိရဲ့ပုံမြင်ပြောတဲ့အမှုပညာတွေထဲမှာရှိခဲ့တယ်အဲ့တော့ပြောရရင်ဒီနေ့ခေတ် manga တွေရဲ့ပုံစံကိုအကြီးကျယ်ပြောင်းလဲပေးခဲ့တာဒုတိယကမ္ဘာစစ်အပြီးမှာ Osamu Tezuka ရဲ့လက်ရာတွေပဲTezuka ကကျွန်တော်တို့ပြောရရင် Walt Disney ရဲ့ animation တွေကိုတော်တော်ကြီးသဘောကျရလို့ဖြစ်တယ်အဲ့ animation တွေရဲ့လှုပ်ရှားတဲ့ပုံတွေရုပ်ရှင်ရိုက်ကူးတဲ့ပုံစံတွေကိုသူက manga ထဲမှာသူကိုယ်တိုင်ထည့်သွင်းအသုံးပြုခဲ့တာ1948ခုနှစ်မှာထွက်ရှိခဲ့ပါတယ်ဆိုတော့သူ့ရဲ့ New Treasure Island ကလည်းအဲ့ဒါအတွက်တော်တော်ကြီးကိုအရေးပါတယ်ပြောင်းလဲမှုဖြစ်တဲ့ manga တစ်ခုဖြစ်ခဲ့ပါတယ်သူကပြောရရင် close up camera angle တွေကိုပြောင်းလဲသလိုမျိုးခန်းစားရတဲ့ panel တွေ character တွေရဲ့လှုပ်ရှားမှုတွေကိုအလေးပေးဖော်ပြထားပါတယ်ဆိုတော့ motion line တွေကိုကျွန်တော် cinematic technique တွေကိုကျွန်တော်တို့ manga ထဲမှာပို့ပြီးအသုံးပြုခဲ့တယ်။ဒီမျိုးနီးစနစ်တွေကနောက်ပိုင်းခေတ်သစ် manga ရဲ့ visual language ကိုပါအကြီးကျယ်လွှမ်းမိုးခဲ့ပါတယ်။ Tezuka က manga နဲ့မဟုတ်ဘူး anime လောကရဲ့အရေးပါတဲ့သူတစ်ယောက်လေးဖြစ်တယ်။1963ခုနှစ်မှာသူ့ရဲ့နာမည်ကြီး manga ဖြစ်တဲ့လူတိုင်းသိကြပါတယ်ဆိုတော့ Astro Boy ကို TV anime series အဖြစ်သူကထုတ်လွှင့်ခဲ့တာ။ဒါပေမဲ့အပတ်စဉ် anime ကိုတပိုင်းထုတ်လို့ရတာနဲ့နေကျွန်တော်တို့အချိန်နဲ့ကုန်ကျစရိတ်ကတော်တော်လေးကိုများနေ။အဲအကြောင်းမလို့ Tezuka နဲ့သူ့ရဲ့ production team ကဘာလဲဆိုတော့ limited animation နဲ့နီးစနစ်ကိုအသုံးပြုခဲ့ကြတယ်။
အဲ့ဒါပါလဲဆိုတော့ဇက်ကောင်တစ်ခုလုံးမလုပ်ဘဲနဲ့အနောက်ခံကိုပဲရွှေ့တာစကားပြောတဲ့အခါပါဇက်ကိုပဲလှုပ်ပြတာတို့သိရပါအဲ့လိုမျိုးရွှေ့ရမှုတွေ movement တွေကို short ချပြီးတော့ဇလန်းအောင်ပဲအတိကဆက်လက်တင်ဆက်တဲ့နေပေါ့လူမျိုးနှိစနစ်တွေကပြောရရင် enemy ကိုကျွန်တော်တို့ကုန်ကြစရိတ်နည်းနည်းနဲ့အပတ်စဉ်ထုတ်လုပ်နိုင်အောင်ကူညီပေးခဲ့တာနောက်ပိုင်း Japan Anime TV မှာဆိုရင်လည်းဒီထုတ်လုပ်မှုပုံစံတွေပေါ့ဒါအကြီးကျယ်တက်ရောက်ခဲ့တယ်ဒီတော့ပြောရရင် comic manga တွေနဲ့ anime တွေရဲ့မူလအစကိုကျွန်တော်တို့အကျဉ်းဖြင့်သိပြီဆိုရင်နောက်တစ်ခုအနေနဲ့ power system တွေဘက်ကိုသွား power system ဆိုတာပြောရရင်ကျွန်တော်တို့စိတ်ကူးရဲ့ fictional ကဘာတစ်ခု fictional verse တစ်ခုထဲမှာရှိရဲ့စွမ်းအားတွေမော်ပညာတွေဒါမှမဟုတ်နီးပညာတွေ technology ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုသတ်မှတ်ပေးထားတယ်သူတို့ရဲ့ချမှတ်ထားပါတယ်ဆိုတဲ့စီးမြင့်တဲ့ဥပဒေလူမျိုးနီးစနစ်တွေကြောင့်မလို့တိုက်ပွဲမှာဘသူကပို့ပြီးအားကြီးတယ်ဘသူကပို့ပြီးတက်ပါလဲဟာဒီကောင်နိုင်မှာပေါ့ဆိုတာမျိုးတက်ဆိုင်ပို့ပြီးတော့စိတ်ဝင်စားစရာဒါတွေကပို့ပြီးကောင်းလာစွမ်းအားကိုအသုံးပြုတဲ့ပုံစံတွေအားနည်းချက်တွေကန့်သက်ချက် limitation တွေနီးစနစ်တွေ strategy တွေပါထည့်သွင်းစဉ်းစားလာရတာကြောင့်မလို့ပလော့ကိုလည်းပို့ပြီးတော့ logic ကြလာစေရပို့ပြီးရုပ်တည်ရှိတာစေ power system နဲ့ပတ်သက်ပြီးအလွန်လူသိများစေတဲ့ enemy ကတော့ပြောရရင် Dragon Ball ပဲဖြစ်ပါတယ်ဒါပေမဲ့ power system ဆိုတဲ့ concept တစ်ခုလုံးကို Dragon Ball ကနေကျွန်တော်စခဲ့တာလို့ကျွန်တော်ပြောနေရမှာမဟုတ်ဘူးကျွန်တော်ပြောနေတာဘာလဲဆိုတော့ power scale နဲ့ power system ဆိုတဲ့ဟာကို Dragon Ball လို့ enemy မျိုးอ่ะတမျိုးတနည်းနဲ့သူတို့ကသူကူညီခဲ့တယ် power system ဆိုတဲ့ဟာကိုပို့ပြီးကြီးမားလာအောင် Dragon Ball enemy က support ပေးခဲ့တယ်အတိကလှုပ်ပေးတဲ့ enemy လို့ပြောလို့ရတယ်လို့ကျွန်တော်ပြောနေတာ power system တစ်ခုလုံး power scaling တစ်ခုလုံး versus battle wiki တစ်ခုလုံးတခြားသောpower system တွေအကုန်လုံးကတော့ Dragon Ball ကနေတော့ပဲလာပါမလဲပြောရရင် Dragon Ball လို့ fast မျိုးက power scaling တစ်ခုလုံးနဲ့ရှင်းကြည့်ကြရင်တော့လောလောဆယ်တိတိလေးပဲရှိသေးတာလေဥပမာပြောရရင်ကျွန်တော်တို့1982ခုနှစ်မှာထွက်ပါတယ်ဆိုတော့ဂုဏကိုက်ရဲ့မာဇင်ဂါဇက်မှာတော့မှကျွန်တော်ပေးထားပါတယ်ဆိုတဲ့နာမည်တွေကိုကြည့်ကြည့်လိုက်ရင် special attack တွေ rocket punch တွေလိုမျိုးတိုက်ခိုက်မှုတွေကိုကျွန်တော်တွေ့ရတယ် Dragon Ball ရဲ့အဓိကထူးခြားချက်ကတော့လူမျိုးကျွန်တော်တို့စွမ်းအားတွေ power system တွေ concept တွေကိုပို့ပြီးတော့ကျေပြတ်အောင်လုပ်ပြီးတယ်လို့လူသိများစေခဲ့တာ yeah ဟုတ်ပါတယ်အထူးသဖြင့် key ဆိုတဲ့ကျွန်တော်တို့စွမ်းအင် energy ကိုအသုံးပြုပြီးတော့ကျွန်တော်တို့တခြားသော energy attack တွေကိုထုတ်ထားနိုင်တာတွေ body ထဲမှာရှိတဲ့စွမ်းအင်တွေကိုထိန်းချုပ်ပြီးတော့တိုက်ခိုက်နိုင်တာတွေကိုအဓိကပြခဲ့ Dragon Ball Z ကိုရောက်လာတဲ့အခါမှာ power level တွေနဲ့ကျွန်တော် scouter တွေကလည်းပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာတယ် character တစ်ကောင်ချင်းစီရဲ့စွမ်းအားတွေကိုခဏတစ်ခုနဲ့တိုင်းတာပြသလာနိုင်တယ်power level ဘယ်လောက်လဲဆိုတဲ့ဟာကိုပရိသတ်တွေကပါစတင်ပြီးတော့နှိုင်းရှင်လာကြအဲ့ကနေတဆင့်ပို့ပြီးတော့မြင့်တဲ့ higher number win ဆိုတဲ့ကျွန်တော်ရိုးရှင်းပါတယ်ဆိုတဲ့ concept တခုကလူကြိုက်များလာပြီးတော့ character တွေကို power scaling အရာ power scales တဲ့ကျွန်တော်တို့ culture ကလည်းအုံမြင့်တစ်ခုလို့အဲ့ကနေစပြီးတော့ဖြစ်လာခဲ့တာပဲ Dragon Ball ရဲ့အောင်မြင်မှုပြီးတဲ့နောက်ပိုင်းမှာတော့ Shonen Anime တွေက power system ကြီးပို့ပြီးတော့ရှုပ်ထွေးအောင်သူတို့ဖန်တီးလာတာကိုတွေ့ရတယ်ဘသူတက်ဘသူကပို့ပြီးတော့ကျန်းလဲဆိုတာတက်ဆိုင် strategy နဲ့ ability တွေကိုပဲအဓိကပို့ပြီးအလေးပေးထားကြတယ်ဥပမာပြောရရင် Naruto ရဲ့ Chakra system မှာ Chakra ကိုထိန်းချုပ်ပြီးတော့ Hanshi တွေနဲ့ Jutsu တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတော့ပါလို့ One Piece မှာလည်းပဲ Devil Fruit တွေကထူးခြားတဲ့အစွမ်းရည်တွေရှိပေမဲ့လို့ရှင်နဲ့ပတ်သက်တဲ့အချိန်မှာတော့အားနည်းချက်တွေရှိလူမျိုးရှင်းနေတဲ့ limitation တွေကိုပြထားတာလူမျိုး power system တွေထဲမှာပရိသတ်တွေရဲ့ချီးကျူးမှုကိုအများဆုံးခံရတဲ့သူကတော့ဘာလဲဆိုရင် Hunter x Hunter တွေက Nan system ပါ Nan က ယူတဲ့စွမ်းရည်တစ်ခုမဟုတ်ဘဲနဲ့ကျွန်တော်တို့အမျိုးအစား6မျိုးခွဲထားပြီးတော့ ability တစ်ခုကိုအားကောင်းလာစေဖို့အတွက်ကျွန်တော်တို့ condition နဲ့ limitation တွေကိုထည့်သွင်းဖို့အတွက်အသုံးပြုတာတဲ့ဟာကိုယ်တိုင်ချမှတ်ထားပါရဲ့ဆိုတဲ့စီးမြင့်နေပိုပြီးတင်းတင်းကြပ်ကြပ်ရပြီးရှိပြီးတော့ရလာတဲ့အားသာချက်ကနေပြီးတော့ပိုပြီးတော့ကျန်းလာစေတဲ့ပုံစံမျိုးပေါ့ဒါကြောင့်မလို့ Hunter x Hunter မှာရှိရဲ့ battle တွေကတာမန် power versus power လိုမျိုး battle မဟုတ်ဘဲနဲ့တစ်ဖက်က opponent ရဲ့ ability ကိုနားလည်အောင်လုပ်တာတွေအားနည်းချက်တွေကိုရှားတဲ့ဟာတွေအဲ့လိုမျိုးဟာတွေကို puzzle solving လုပ်တယ်လို့မျိုးကျွန်တော်တို့ကြည်လာတာပိုပြီးစိတ်ဝင်စားစရာကောင်းလာတာပေါ့ဒါကြောင့်မလို့ comic manga နဲ့ anime တွေမှာ power system ပေါ်ပေါက်လာတာကို Dragon Ball တခုတည်းကစတယ်ကျွန်တော်မပြောချင်ဘူးဒါပေမဲ့ Dragon Ball ကဒီ concept ကြီးကိုကဘာတော်ဝမ်းလူတွေပို့ပြီးတော့အများပြားသိလာအောင်အကြီးကျယ်ကူညီပေးခဲ့တာလို့ကျွန်တော်ပြောချင်တယ် Dragon Ball is so big also အခုတော့ကျွန်တော်က power scaling ရဲ့အဓိက character တွေဖြစ်တဲ့ power scaler တွေအကြောင်းကိုကျွန်တော်နည်းနည်းဆက်ပြောချင်ပါတယ်ပြီးရင် power scaler တွေနဲ့အတူလာပါတွေနဲ့ကလေးစားတွေအကြောင်းလည်းကျွန်တော်တခါတည်းပြောသွားချင်ပါတယ် power system တွေကပို့ပြီးရှုပ်ထွေးလာတဲ့အများပရိသတ်တွေက character တွေရဲ့ power တွေကိုကျွန်တော်တို့စတင်ပြီးတော့ scale လာကြတယ်အဲ့အနေနဲ့ power scaler ဆိုတဲ့ fan community ကြီးကတခါတည်းတဖြည်းဖြည်းပေါ်ပေါက်လာခဲ့တာပါ power scaler ဆိုတာအမျိုးမျိုးရှိပါတယ်ဒါပေမဲ့အကျဉ်းအားဖြင့်ကျွန်တော်ပြောချင်ပါတယ် power scaler ဆိုတာကဘာလဲဆိုရင်တစ်ဖက်မှာရှိတယ်ကျွန်တော်တို့သူတို့ကြိုက်ရင်သူတို့ကြိုက်တဲ့ character ဖြစ်ဖြစ်သူတို့မကြိုက်တဲ့ character ဖြစ်ဖြစ်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဲ့ character ဘယ်လောက်ထိတန်ပါလဲအဲ့ character ရဲ့ power ဘယ်လိုလုပ်လို့လဲ
အဲ့ character ဘယ်လောက်ထိကျန်လဲအဲ့ character ဘယ်လောက်ထိမြန်လဲဆိုတဲ့ဟာကိုကျွန်တော်တို့သူတို့ရဲ့ strength speed durability ရဲ့ attack potency hex ability စတာတွေကိုဇလန်းထဲမှာပြထားပါတယ်ဆိုတဲ့ feat statement တွေဒါမှမဟုတ်လေ calculation တွေနဲ့ကျွန်တော်ခွဲခြမ်းစိတ်ဖြာပြီးတော့တခြား character တွေနဲ့ versus လုပ်ရင်လည်းလုပ်မလုပ်ရင်လည်း stand alone သိရမလားဒီကောင်ဘယ်လောက်ထိကျန်လဲဆိုပြီးတော့ feat တွေနဲ့ scale တဲ့ဟာတွေကိုအဲ့ဒါ power scaler လို့ခေါ်တာလူမျိုး scaling culture တွေက2000အပြည့်နှစ်အစောပိုင်းမှာကျွန်တော်တို့ online forum တွေ Dragon Ball Z ရဲ့ power level တွေကိုအခြေခံပြီးတော့လုပ်တဲ့ဟာမှာပို့ပြီးတော့တိကျလာခဲ့တယ်ပေါ့နောက်ပိုင်းမှာကျတော့ Goku နဲ့ Superman လိုမျိုး debate တွေရဲ့လူမျိုး community ထဲမှာအကြီးအကျယ်လူသိပိုကြီးများလာခဲ့အဲ့ဒီမှာပြဿနာတစ်ခုရှိတာ Dragon Ball ရဲ့ power system တွေနဲ့ DC ရဲ့ power system တွေကမတူကြဒါဆိုမတူတဲ့ဟာကိုဘလို့ရှင်းမလဲဆိုပြီးတော့မေးလာကြအဲ့အခါကျရင် Phoenix statement တွေကပို့ပြီးတော့အရေးကြီးလာကြပါတယ်ကျွန်တော်တို့ feat ဆိုတာပြောရရင်ဇလန်းထဲမှာရှိတဲ့ကျွန်တော်တို့ character တစ်ကောင်ကသူ့ရဲ့ plot ထဲမှာသူကိုယ်တိုင်လုပ်ပြထားတဲ့အရာပဲပေါ့။ဥပမာဂျိုတလုံးကိုဖြည့်ဆည်းပြတာအလင်းညင်အလင်းနဲ့နှိုင်းရှင်နိုင်တဲ့ speed ကိုပြတာဒါတွေတော်တော်ကြီးကိုကျန်းတဲ့ဟာတွေပေါ့အဲ့လိုမျိုးဟာတွေပေါ့။လူမျိုး feat တွေကိုအခြေခံပြီးတော့ power scaler တွေက character တွေရဲ့အခြေခံအဆင့်တရားကိုခွဲခြားဖို့အတွက်တရား system ကိုလည်းအသုံးပြုလာတယ်။ street level ကနေ city level ကနေပြီးတော့ planet level planet level ကနေပြီးတော့ universal level အဲ့ဒီ multiversal level အဲ့လိုမျိုး character တွေတဖြည်းဖြည်းမြင့်သွားကျွန်တော်တို့ character တွေရဲ့ attack potency နဲ့ destructive capacity ကိုခွဲခြားသတ်မှတ်ကြတယ်တချို့ scaling တွေမှာတော့ feat တွေကိုကျွန်တော်တို့ physics တွေ mathematics တွေကျွန်တော် video မှာမျိုးဆိုရင် calculation တွေမှာသုံးကြတယ်အဲ့လိုမျိုးဟာတွေသုံးကြတယ်ပေါ့လူမျိုးအချက်တွေကြောင့်မလို့ power scaling ကိုကျွန်တော်တို့ဇလန်းကိုပဲကြည်ပြီးပြသွားတဲ့အရာတခုတည်း power scaling ကပို့ပြီးတော့ညင်လာတယ်ပေါ့ကျွန်တော်ပရိသတ်တွေကပါလဲဆိုတော့ character တကောင်ရဲ့ feat ကိုပြန်ပြီးတော့ကြည့်ရဲ statement တွေကိုပြန်စစ်တယ် law တွေကိုပြန်ဖတ်တယ်တခြား character တွေနဲ့ပြန်ပြီးတော့နှိုင်းယှဉ်ကြည့်တယ်သူတို့ fast မှာရှိရဟာနဲ့ inverse တွေပေါ့တခါလေကျရင်ဖန်တီးသူရဲ့ statement နဲ့ဇလန်ထဲမှာရှိတဲ့ feat နဲ့ကိုက်မကိုက်ဘယ်ဟာပို့ပြီးအလေးပေးတင်တယ်ဆိုတဲ့ဟာအထိပါ debate လုပ်ပြီးတော့ပို့ပြီးကြည့်လာကြတယ်ပြောရရင်စံကုန်မြေလေးဘာဆောက်လို့ဆောက်ကိုက်မှမရှိတဲ့ကောင်တွေပေါ့အဲ့တော့ power scaling ကကျွန်တော်တို့ပရိသတ်တွေကိုဇလန်းတစ်ခုလို့ကျွန်တော်တို့ဖြော်ပြီးတက်တက်နဲ့သူတို့ကမကြည့်ကြတော့ power scaler အများကျွန်တော်ပါအောင်ပေါ့ကိုစိတ်ဝင်စားတဲ့ fictional world တစ်ခုပို့ပြီးတော့နဲ့လေ့လာကြတဲ့နည်းလမ်းတစ်ခုလိုမျိုးတော့ဖြစ်လာတယ်အဲ့ဒီနေ့ခေတ်မှာတော့ power scaling ကကျွန်တော်တို့ fan day တစ်ခုအတွင်းမှာကျွန်တော်တို့ community မှာတော်တော်ကြီးကိုကြီးမားပါတယ်ဆိုတော့ community ဖြစ်နေပြီအဲ့တော့ culture ကြီးတစ်ခုလည်းဖြစ်နေပြီ franchise ကြီးတစ်ခုလည်းဖြစ်နေပြီလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ character တွေကိုကျွန်တော်တို့နှိုင်းရှင်တာကျွန်တော်တို့ feat တွေကိုခွဲကြတာတရားတွေခွဲတာ debate လုပ်တာဒီ fandom culture တွေရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်နေပြီဒါကြောင့်မလို့တေးသေးချာချာဘာမှမသိပဲနဲ့ power scaling လုပ်တာတွေကစောက်ပူတွေပါကွာတူပြီးပြောနေတာတွေကိုဘရသာတို့အရင်ခေါင်းနဲ့ထင်နေကြမလို့ power scaling ဆိုတာဘယ်သူမှအတင်းကျပ်လုပ်ခိုင်းထားတဲ့အရာမဟုတ်ကိုစိတ်ဝင်စားလို့ကိုလုပ်တာကိုပြောလို့ကိုလုပ်တာကိုဆွေးနွေးခြင်းနဲ့ကိုလုပ်တာကိုလွတ်လပ်ခွင့်နဲ့ကိုရဲ့နှစ်သက်ပါတယ်ဆိုတဲ့ fictional character တွေကိုကိုယ်တိုင်လေ့လာပြီးကိုယ်တိုင်နှိုင်းရှင်တာဒါကိုရဲ့လွတ်လပ်ပိုင်ခွင့်ဒါကိုရဲ့ free will ဖြစ်တယ်အဲ့တော့သူများဘာပြောစောက်ကြီးဆိုင်ဆရာမလို့ပါဘူးကိုလုပ်ချင်တာကိုလုပ်ပါကိုလုပ်ဆရာရှိတာကိုလုပ်ပါရက်စရာလည်းမလိုပါဘူးအဲ့လိုမျိုး power scaling လောက်တာတွေကမရင်ချက်သေးတာတို့ကလေးဆန်တာတို့မင်းတို့စောက်ယူတွေစောက်ဘောတွေလီလီလာတွေဆိုပြီးလီလီချီပြောနေတဲ့သူတွေကသာအချိန်တန် power scaling နဲ့ကမလွတ်တာ power scaling ဆိုတာ character တစ်ကောင်ကဘယ်လောက်ထိတန်မှသည်ဖြစ်စေ power scaling ဆိုတာဘယ်လိုနှစ်ကောင်ရှင်တာပဲဖြစ်စေဘာဖြစ်ဖြစ်အဲ့ဒါတင် power scaling မဟုတ်ဘူး power scaling ဆိုတာတစ်ဖက် character ရဲ့ဥပမာဂျိုဂျိုထဲမှာဆိုဂျိုဂျိုထဲမှာရှိတဲ့ stand အကြောင်းတွေ ability အကြောင်းတွေကိုရှင်းပြတာဆိုရင်ဒါ power system နဲ့ဆိုင်တာပဲ power scaling ပဲအဲ့လိုမျိုးပဲအဲ့လိုပြောတဲ့သူတွေကပဲကျွန်တော်ပြီး power scaling လုပ်ကြတာပဲအဲ့တော့ပြောရရင်ဒါတွေအကုန်လုံးကကျွန်တော်တို့တွေက entertainment အတွက် entertainment ဖြစ်ဖို့အတွက်ကျွန်တော်တို့လုပ်နေတာအဲ့တော့ entertainment ဖြစ်ဖို့အတွက်ကိုပြောဖို့အတွက်ကိုကမရင်ကျက်သေးတဲ့ကောင်တွေပါညာကြီးလူတွေအပြောခံမနေနဲ့နားထောင်မနေနဲ့ anti power scaler ရေးဆိုတာမြန်မာမှာလည်းမဟုတ်ဘူး inter မှာလည်းရှိရယ် travel speed နဲ့ reaction speed ကိုမကွဲဘဲနဲ့light speed ရှိတဲ့ character ကိုကဘာကိုတစ်ပတ်ခိုင်းပြတာတော့ပေါင်းညာရှိသေးတယ်အဲ့လိုမျိုးဟာတွေကသူတို့တွေကဘာလဲဆိုရင် power scaling ကိုတော့တေချာမသိပဲနဲ့ power scaling ရဆိုးတယ် power scaling ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောနေသူတို့ပြောချင်တာသူတို့ကလူတွေကိုပြောချင်တာသူတို့ကဒါပေမဲ့ခက်တော့လူတွေကိုမပြောဘဲနဲ့သူတို့က power scaling လုပ်တဲ့ concept ကြီးကိုသွားပြောနေတယ်လို့ဖြစ်တာအမှန်တိုင်းပြောရရင်သူတို့ပြောသလိုဆိုရင် reaction speed လား travel speed လား attack speed လား
ကျွန်တော်တို့ဘာ speed လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့ခွဲရမှာရှိသေးတယ်အဲ့တော့ character တကောင်က light speed ရှိရတယ်ဆိုတော့ character တကောင်က reaction speed ဆိုရင်တွားပြီး travel speed နဲ့တွား scale လို့မရဘူးကွဲပြားတယ်တော်တော်လေးကိုကွဲတယ်အဲ့နှစ်ခုကအဲ့တော့ပြောရရင် anti power scaler တွေဆိုတာညီမပြည်မှာလည်းရှိတယ် universe မတူတဲ့ character နှစ်ကောင်ကိုရှင်မရအောင်ဆိုပြီးတော့2026ကြီးမှာပြောတဲ့ဟာတွေလည်းရှိပါသေးတယ် brother တို့ရှင်ပြောမနေနဲ့သူတို့ဘာပြောသူတို့လွတ်ထားလိုက်ကိုပြောဖို့အတွက်ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုယ့်ရဲ့စံတာကိုယ့်ရဲ့ entertainment အတွက်ကိုလုပ်တာအဲ့တော့ကိုယ့်အကိုအေးစစ်စစ်ဖြစ်ပြောကြီးပဲလှုပ်အဲ့တော့ပြောရရင်ဒါကတော့ power scaler ဖြစ်တယ်အဲ့ power scaler ဂျားထဲမှာနောက်ထပ်ကွဲပြားသေးပါတယ်ဆိုတော့ဟာရှိသေးတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ပထမဆုံးကလေးစားပါကလေးစားတွေဆိုတော့ကျွန်တော်တို့အရှင်းဆုံးပြောရရင်တော့ Naruto fan တွေပေါ့ Leave me alone ပြထားတာတခုပြောထားတာတခုဒါပေမဲ့သူတို့မြင်တဲ့ဟာတခုပြီးတော့ရင်သူတို့လှုပ်တဲ့ဟာတခုပါပြောရရင်အပြောနဲ့အလုံးနဲ့မညီအလုံးနဲ့လုံနေတာနဲ့ကလည်းမညီလုံနေတာနဲ့မြင်နေတာနဲ့ကလည်းမညီဒီဘာမှမညီဆောက်ချိုးမပြီးဘာမှမလုပ်တတ်တဲ့ fan တွေအဲ့ဒါ Naruto fan တွေပြောတာပါစရပါ Naruto fan တွေကိုလုံးလို့ပြောတာမဟုတ်ပါဘူး Glazer တွေကိုပဲပြောတာပါ Naruto fan နဲ့မှာကျွန်တော်လည်း Naruto fan ပါပဲ Glazer ဆိုတော့ပြောရင်ကိုကြိုက်တဲ့ character ဖြစ်စေကိုမကြိုက်တဲ့ character ဖြစ်စေ character တစ်ကောင်ကောင်ကိုပြထားတဲ့ဟာတက်ကိုအလွန်အကျွံပို့ပြီးတော့မြောက်ပင့်ပြောတာပို့ပြီးတော့အရန်အလေးပြီးပြောတဲ့ဟာကိုပြောတာဥပမာပြောရင်street level ရှိတဲ့ character ကိုတွားပြီးတော့ street level တက်ကြော်အောင်ဆိုပြီးတော့ဟိုလို city block levels တွေ building level ထိတွားပြီး scale star တို့ planetary တက်ရရှိတဲ့ character တွေကို universal level ထိတွားပြီး scale star တို့အဲ့လိုမျိုးဟာတွေ hyperbolic တွေကိုအတီးကြီးကိုကောက်ရှူပြီးတော့ချက်ချင်းကောက်ကလေးစတာတော့ကလေးစတာပုံစံအမျိုးမျိုးရှိအဲ့လိုမျိုးပေါ့ကလေးစားပြီးတော့ down play ရတယ်ပေါ့ down play တွေကကျတော့ဘာလဲဆိုတော့ဒီကောင်တွေကကျတော့ကလေးစားတဲ့နည်းနည်းပိုရှုပ်တယ်ဒီကောင်တွေကဘာလဲဆိုတော့တစ်ဖက်က character ကို down play ဖို့အတွက်ကိုဒီကောင်တွေကတိချာလိုက်ကြည့်ရဲ statement တွေကိုလိုက်ကြည့်ရဲ feed တွေကိုလိုက်ကြည့်ရဲပြောထားတဲ့ panel တွေကို panel by panel လိုက်ကြည့်ရဲပွားရင်ရှိပါရော solar system လေးပဲဆိုပြီးကောက်လို့ပလိုက်အဲ့ဒီကတော့ down play ရတယ်အဲ့တော့ပြောရရင် power scaler တွေထဲမှာ down play တွေရှိတယ် glazer တွေရှိတယ် lava တွေရှိတယ်ဘာမှသိချာမသိပဲနဲ့ power scaler ကိုထိုင်လာနေကောင်တွေရှိတယ် AI နဲ့ scale တဲ့ကောင်တွေရှိတယ်အများကြီးပဲအဲ့တော့အများကြီးရှိတယ်အဲ့လိုမျိုးဟာတွေကပြောရရင်လူမျိုးကောင်တွေကြောင့်မလို့လေ power scaling ကကျွန်တော်တို့လူမုန်းခံရတာပြောရရင် power scaling ကဒါရစောက်ယူတွေလောက်တာပါကွာမင်းတို့ကောင်တွေ click ကလီလာဟဲ့ဆိုပြီးတော့ပြောခံရတာလူမျိုးကောင်တွေကြောင့်အဲ့တော့ဒါကပြောရရင် power scaling နဲ့မဆိုင်လူနဲ့ဆိုင်တာအဲ့တော့ပြောချင်ရင်လူပဲပြောပါ power scaling နဲ့ဘာမှမဆိုင်ပါဘူး power scaling ကလုံးတဲ့ရင်ပြောစရာကြီးပါအဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်အရှိန်လေးထပ်မပြောချင်တော့ဗီဒီယိုကလည်းနည်းနည်းကြာနေပြီဆိုတော့လေအားကြောင့်မို့အားလုံးပဲတက်တာပါနောက်နေ့ကျမှထပ်တွေ့ပါမယ်